တခါတော့ကအလုံးစင်းရတဲ့တဖုံးစားလက်မြအနေရောက်ရှိတဲ့တနေ့တဖုံးစားမှာကိုဝင်ရတော့ဘူးရင်ပွဲတော်အုံးမှာစားခြင်းနဲ့လူချင်းချင်းတက်တဲ့အဲ့တော့သူ့ယောက်ျားတဖုံးစားကိုပူစားတယ်။မောင်တော်ဘီရင်ပွဲတော်အုပ်စားခြင်းနဲ့လူနမတော်ချင်းချင်းတက်တဲ့ဘီရင်ပွဲတော်အုံးမှာမစားရရင်နမတော်တရားပါလိမ့်မယ်မောင်တော်ရအောင်ယူပြီးနမတော်ရဲ့တဖုံးစားနဲ့ဘီရင်ပွဲတော်အုံးမတက်မရတခြားဟာဆူတော်သေးတို့ကတူတောင်းစားဘီရင်ပွဲတော်အုံးမတက်မရဘလို့ယူလို့ရမလဲ။မောင်တော်နမတော်ကိုချီရင်ယူပြီးရမယ်မဟုတ်လို့ကတော့နမတော်တော်တာဘူးတည်တယ်နော်။အဲ့ဒီတော့တဖုံးစားကစဉ်းစားရဲနန်းတော်ရဲ့ဝင်ခုလို့မလွယ်ဘူး။မီးရင်ငါဒီမှာအဲ့ဒီတော့ရဟန်းတွေဆောင်ပြီးဆုံးခံကြရင်အစင်ကြီးမဲ့ခေါင်းတုံးတင်ငံပတ်တပိတ်လွယ်ပြီးနန်းတော်ရှိဘူးကြွထူတောင်းစားဆိုတော့ဟန်ဆောင်ကောင်းတဲ့နန်းတော်ရှိမှာအန်ဒရီကင်းနဲ့ရနေတာဘယင်းကပြီးတော့ပညာရှိပြီးရင်မဲ့တီးတာပေါ့ဘယင်းကငါဒီရဟန်းတူကိုမောင်းထုတ်လိုက်ရင်ဒီပင်ရဟန်းကိုမြို့မတက်လို့ကဲဆိုပြီးအများပြည်သူတွေကငါကိုကဲရရှုချကြမယ်ကြည့်တော့ဘယင်းကအမတ်ကိုပြောတယ်ဒီရဟန်းထူကြတဲ့ခေါင်းကလည်းခုမှရေးထားတဲ့ကဲတူစိမ့်လို့အန်ဒရီပြီးနဲ့ဘယင်းကရဟန်းပါလူရှိလဲဘယင်းကင်းမနဲ့ရဟန်းကပြန်ရောက်တဲ့နဲ့ဘယင်းပွဲတော်အုပ်အလူခန်းချင်းနဲ့ရောက်တဲ့ဘယင်းကဒါဆိုယူပြီးကလိုက်ဆန်းပြီးတော့ဘယင်းကအမတ်ကိုပြောတယ်ဒီရဟန်းထူကြတယ်အနောက်ကနေမသိမတာလိုက်ချောင်းဆန်းပါလေတီအောင်ပေါ့ဒါနဲ့အမတ်ကအနောက်ကနေလိုက်မြူကင်စရနာအင်္ဂေတို့တူညာင်ကဒူမိမကိုစောဝါမပေးတယ်ရောရှင်မစားခြင်းနဲ့ဘယင်းပွဲတော်အုပ်စုပြီးပေးတယ်အမတ်ကလည်းတင်ညာရှိအမတ်ဆိုတော့စဉ်းစားတယ်ငါဘယင်းကိုအမှန်တိုင်းပြန်ရောက်ရင်ဘယင်းကတီတူတောင်းစားဖို့တလိမ့်မယ်တီတူတောင်းစားအစ်လောင်းနဲ့ငါဘယင်းအခုတို့ခရလာမတန်ပါဘူးလို့စဉ်းစားပြီးနန်းတော်ဘူးကနေနန်းတော်ပြန်ရောက်တော့ဘယင်းကမေးတယ်ဟိုရဟန်းအချင်းနေပါထူလဲအမလို့မေးတော့အမတ်ကမလာပါအရှင်ဘုရားရဲ့ဘုန်းတော်ကြောင့်မြူကင်စရတဲ့နေရာမှာကြည်ရင်နဲ့ရဟန်းတွင်တက်ပါပါတယ်ဘုရားလူလျှောက်တယ်နော်ဒီဟီတီလောက်ရမိကိစ္စမဟုတ်တော့ဘယင်းကလည်းတည်ရင်နဲ့ထုံးတော်ပဲမူလိုက်တယ်